နေ့ရက်တိုင်းမှာဖျားရှင်ကအရန်ကောင်းမြတ်တာဖြစ်တဲ့အတွက်သူဖျားရှင်ကိုကျွန်တော်တို့အားရပါရချီးမွမ်းကူးကွယ်ဖို့ရအတွက်လိုအပ်တယ်နှလုံးသားထဲမှာဖျားကိုချီးမွမ်းတတ်တဲ့နှလုံးသားရှိဖို့ရအတွက်လိုအပ်တာဖြစ်တယ်ချီတူညီကမောင်မတဲ့အားလုံးပဲတကယ်မင်္ဂလာပါအားလုံးကရန်ကျေးဇူးတင်တာဖြစ်တယ်။အားနဲ့လာတာကဖះကိုချီးမွမ်းကူးကွယ်မှလာခဲ့တာမဟုတ်လို့ဖြစ်တယ်။အဖိုးဖွားတယ်ဆိုတာကနတ်ကိုကူးကွယ်ခဲ့တယ်နတ်ကိုယုံကြည်ကိုးစားခဲ့တာဖြစ်တယ်။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့လက်ထက်မှာဖះကိုအားရပါရချီးမွမ်းကူးကွယ်တယ်ဆိုတာမမြင်ရဘူးဖြစ်တယ်။ကျွန်တော်တို့ကငငယ်တက်တက်လေးနဲ့ပဲသူများကူးကွယ်တာကြီးတဲ့အခါမှာသူများအားရပါရကကုံချီးမွမ်းတာမြင်တဲ့အခါမှာကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်သူတစ်ပါးကိုကဲရဲလာတယ်။ဘာဖြစ်လဲဆိုတော့ဒါကတော့စာရာတင်းတော့ပဲဖြစ်မှာဖြစ်တယ်။ဖះတော့လောက်ကူးကွယ်ဆရာမလိုဘူး။ဒီလောက်ကြီးကခုံဆရာမလိုဘူးလို့ကျွန်တော်တို့ကတွေးခဲ့မိတာ။သူတစ်ပါးကခုံခဲ့တာကိုကေးရပြစ်တင်ခဲ့တာဖြစ်တယ်ဒီဝိညာဉ်တော်လှရှားတဲ့ဥစ္စာတို့လည်းကိုကိုယ်တိုင်ကဘာဖြစ်လဲဆိုကေးရခဲ့တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရတဲ့တာထဲမှာမထင်မှတ်ပဲနဲ့လွန်ခဲ့တဲ့နှစ်တုန်းကကျွန်တော်ကပါရာရစ်သေးမှာနေတာကနှစ်20နီးပါးဖြစ်တယ်အဲနောက်ပိုင်းမှာကျွန်တော်ကဘာဖြစ်လဲဆိုရင်ဝိညာဉ်ရမှာခေါင်းဆောင်တွေနဲ့ကျွန်တော်ချစ်ဆက်လာတဲ့အခါမှာဝိညာဉ်တော်တကယ်ရှိလားဆိုတော့ကျွန်တော်စမ်းသပ်ခဲ့တဲ့အခါမှာတကယ်သူဝိညာဉ်တော်ဘုရားကတကယ်ရှိတဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကကေးရတယ်သူတို့ကလေးကြတာတယ်ဒါကတော့မဟုတ်နိုင်ဘူးမဖြစ်နိုင်ဘူးဒါကနတ်ဆူကလုံးလုံးတယ်လို့ဒါပေမဲ့ကျွန်တော်တခုတော့တွေးမိတယ်ကျွန်တော်ယုံကြည်သူညီကောင်မတို့တကယ်နတ်ဆူကအဲ့လိုလုံးလုံးတယ်ဆိုဘာလို့ကျွန်တော်တို့ကသက်ရှင်တဲ့ယေရှုကလုံးမလုံးတာလဲအမှသူများဝိညာဉ်တော်တူးထီးတဲ့အခါမှာဝိညာဉ်တော်လှရှားတဲ့အခါမှာလူတွေလေးကြတဲ့အခါမှာတချို့တွေအသက်သေခံတယ်အလားအနာယောဂတွေကျမ်းမာသွားတယ်လွတ်မြောက်သွားတယ်လို့သက်သေခံတယ်ဒါနဲ့ကျွန်တော်တို့ကဖះကိုလုံခဲ့တဲ့နှစ်20လုံးကျွန်တော်တို့ကဒါကျွန်တော်ရဲ့အသက်တာထဲမှာသက်သေခံတာပေါ့နှစ်20လုံးကကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ယေရှုကူးကွယ်ခဲ့တာမှန်တယ်ဒါနဲ့ဘာမှလွတ်မြောက်ခြင်းလည်းမတွေ့ရဘူးယောဂလည်းပျောက်တယ်ဆိုတာလည်းမကြားရဘူးလူတွေကလွတ်မြောက်တယ်ဆိုတာလည်းမကြားရဘူးကျွန်တော်ကြားရတဲ့အရာတွေကသူတစ်ပါးအကြောင်းကေးရတာတွေသူတစ်ပါးမကောင်းအကြောင်းပြောတာတွေဟိုတယောက်အကြောင်းမကောင်းပြောလိုက်ဒီတယောက်အကြောင်းမကောင်းအကြောင်းပြောလိုက်နေဒါတွေပဲကျွန်တော်တို့ကကြားရတယ်အဲ့တော့ကျွန်တော်လည်းတွေးမိတယ်သူများစာရန်ကတော့မှအဲ့လောက်နမိတ်လက္ခဏာလုပ်တယ်ဆိုရင်ကျွန်တော်တို့အသက်ရှင်တဲ့ဘုရားကဘာလို့မလုပ်တာလဲစာရန်ကတော့မှသူတစ်ပါးကအနာယောဂပျောက်ကင်းပေးတယ်ဆိုရင်ကျွန်တော်တို့ကဘာလို့အသက်ရှင်တဲ့ဘုရားကကျွန်တော်တို့ရဲ့အသက်တာထဲမှာဘာလို့ယောဂမပျောက်ကင်းပေးတာလဲတချို့တွေယောဂတွေကုလို့မရတဲ့ယောဂတွေဆိုရင်တချို့တွေပဲမှာသွားကြလဲဆိုရင်ကျွန်တော်တချို့တွေခရိယာတွေကနတ်ဆရာတွေစမှာသွားတယ်တကယ်ပျောက်လာဆိုလည်းမပျောက်ပြန်ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ယုံကြည်သူညီကောင်တွေမှာတော့ကျွန်တော်အားပေးခြင်းတယ်နိုင်ငံကိုကြည့်ပါဝိညာဉ်ရေးရဖြစ်တယ်ဘုရားရဲ့ကောင်းကြီးအဓိကဖြစ်တယ်ကဘာမှာကြည့်လိုက်ဣသရေလမျိုးအမေရိကန်နိုင်ငံတခြားနိုင်ငံတွေကြည့်လိုက်ဘာဖြစ်လဲဘုရားနဲ့သွားတဲ့နိုင်ငံဖြစ်တယ်ခေါင်းပါတယ်လေဘာလို့လဲဆိုဘုရားကိုမသိလို့ဖြစ်တယ်သူတစ်ပါးကိုကေးရပြစ်တင်တယ်အမှုတော်ဆောင်နေဆိုလေအမှုတော်ဆောင်ကလည်းအမှုတော်ဆောင်အချင်းချင်းတိုက်ခိုက်ကြတယ်ဖျားလူဆိုလေဖျားလူကိုမသိဘဲနဲ့ဘာဖြစ်လဲပုတ်ခတ်ပြောဆိုကြတယ်အမျိုးမျိုးပြောကြတယ်ခုနဲ့မကြိုက်တဲ့ဥစ္စာတွေသူတစ်ပါးကိုဝေဖန်ဖို့အတွက်မဟုတ်ပါဘူးခုနဲ့မကြိုက်တဲ့ຢာလည်းရှိမယ်အခုခံယူထားတဲ့ຢာတွေနဲ့တခြားຢာမကြိုက်တဲ့ຢာတွေလည်းရှိလာမယ်ဒါပေမဲ့ကိုယ့်ရဲ့ခံယူချက်တစ်ခုနဲ့ပဲအမှန်ဆိုတာလည်းတွားဆုံးဖြတ်လို့မရဘူးဖြစ်တယ်ဖျားနဲ့တွားမှတကယ်တန်ရှင်တော်ဝင်းတော်ဖျားနဲ့သူတွားမှပဲတန်ရှင်တော်ဝင်းတော်ဖျားကကျွန်တော်တို့ရတတ်တာ